ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကတော်တော်ထူးဆန်းတယ်နော်ကျွန်တော်တို့ဆိုရင်ဒါ7ခွဲစိုင်းပိတ်တယ်ပြီးတော့ချက်ဖို့ပြုတ်ဖို့လောက်တာနဲ့ဘာညာနဲ့ဆိုတော့12လောက်မှစားတယ်12လောက်မှစားပြီးတော့အကုန်ဟောဖြစ်ကြအောင်နော်ကျွန်တော်တို့စေကြောဘာညာလဲပြီးတော့လမ်းလေးပါလေးရှောက်ပြီးတော့12ခွဲလောက်မှကျွန်တော်တို့အိတ်ကြတာပေါ့နော်အဲ့ဒါစားပြီးတော့တိတ်မကြခင်အိတ်တာနော်ဟာပါတော့တစ်ချက်ဒီပေါ့နော်တစ်ချက်ဒီလောက်မှအိတ်တာကိုပြန်ပြီးတော့နိုးတာ3နာရီလောက်မှပြန်နိုးတာအဲ့ဒါကိုဖိုက်တွေကပြန်စားတယ်အဲ့နဲ့မထူးဆိုပြီးတော့မနက်ကကြံတဲ့အကြံမနက်ကနည်းနည်းကြံတဲ့အိုးလေးတွေကိုကျွန်တော်ကဟင်းရည်လေးထပ်ပြည့်ဟိုညနေပိုင်းအတွက်ကျွန်တော်တအိုးထပ်ချက်တာဟင်းထပ်ပြည့်ပြီးတော့မုတ်ဖက်30ကစားမယ်ပေါ့နော်ထည့်ခိုင်းလိုက်တာထုံးနိုင်တာဟင်းရနည်းနည်းများတယ်လို့ထင်လို့နောက်ထပ်5ချက်သားထပ်ပြီးတော့ထည့်ပြစ်သွားတာပေါ့အဲ့တော့15ချက်သားလောက်ပြည့်အောင်နော်အဲ့တော့ဟင်းရတော်ပူးနေတယ်အိုကြီးရဲ့ကိုမဖက်ထည့်ပြီးတော့မှအပေါ်ကနေမှဘူးသီးကြော်ရယ်နောက်ကျက်သွန်ကြော်ရယ်ပဲကြော်ထည့်ပြီးတော့ဒီလိုမျိုးစားတော့ဟိုထဲကိုလည်းဟင်းရည်တွေကိုလည်း5ချက်တွေထည့်တာပေါ့ဟင်းရည်တွေကို5ချက်တွေထည့်အဲ့တော့ကောက်ပါပြည့်တော့နောက်ဆုံးအကြံရင်ကွာပုံမှန်ဆိုလို့ရှိရင်အချုံမှုန့်နေကြက်သားမှုန့်နေထည့်ထားတယ်ဟင်းရည်မဟင်းရည်ဆိုလို့ရှိရင်စားလို့ရတယ်အဲ့လိုစားလို့ရတယ်အကြောင်းကိုသိမ့်မရှိဘူးအရန်ငန်းလာဘာလို့လဲဆိုတော့ကျွန်တော်စဉ်းစားမိတဲ့လောက်ဆိုရင်တော့မဟင်းရည်ကပွက်ဆူတယ်ပွက်ဆူတဲ့အချိန်မှာမီးလိုက်တယ်မီးလိုက်လို့ရှိရင်ရှားအပူလောင်သွားတယ်ရှားအရသာဘူးလေးကြီးရတယ်အဲ့မှာအရသာကိုကောင်းကောင်းမခံစားနိုင်တဲ့အချိန်ကြလို့ရှိရင်အချုံမှုန့်နေထဲ့တဲ့လူတွေကချုံမှုန့်စားတဲ့လူတွေကများတော့သူတို့ကပူနေတဲ့အချိန်မှာရတာရှိအောင်ထည့်နေနောက်ဆုံးအေးသွားတဲ့အချိန်လေးကြာအောင်ခင်းရည်တွေကတအားကြီးကိုငံထွက်လာအဲ့လိုပြဒါမှဒီနွေရနောက်ဆုံးငံနဲ့နောက်ဆုံးထိနှိမ့်ကြနေတဲ့ခင်းရည်ကြတော့အဲ့လိုဒီမှာမဟုတ်အများကြီးထည့်လိုက်တာနော်မဟုတ်အများကြီးထည့်လိုက်လို့ကျွန်တော်တို့ခင်းရည်တောင်မှနည်းနည်းပေါ့သေးတယ်အဲ့ဒါကိုအပြားကြီးထပ်ပြီးတော့ပေါက်ပြီးတော့စားရတာပေါ့နော်အဲ့လိုတော့ကျွန်တော်မသိလို့သိရတတ်တဲ့လူတွေကိုမေးပေးရစီနေချင်းမအိတ်ခင်တော့သမင်းကိုဘိုက်ပြည့်နေအောင်စားထားပြီးရတော့မှအဲ့ရပြန်နိုးလာကြဘာဖြစ်လို့အဲ့လောက်ဘိုက်စားကြကျွန်တော်စဉ်းစားမရထားပါတော့မနေ့တော့
မင်းစားတာဆိုလို့ချင်းကျွန်တော်၄နိုင်မပြည့်သေးဘူး၄နိုင်မပြည့်သေးဘူးဘိုက်ပြန်စားတယ်အေးရနိုးလာတယ်ဘိုက်စားတယ်ဘိုက်စားလို့အခုတစ်ခါထပ်စားရပါတော့အခုဆိုရင်ဒါ၄နိုင်မိနစ်20ညနေ၄နိုင်မိနစ်20ရှိနေတယ်ကျွန်တော်ဘိုက်စားလို့ညနေဆိုအဲ့လိုစားနေရတယ်ဆက်စားလိုက်အောင်မယ်ဘုံကတော့ကျွန်တော်ကြီးကသမီးလေးကဆရာတဲ့ဥပေဥဘာလို့မစားရလဲငါကတော့မြင်းနဲ့ဥပေဥတစ်လုံးဆွဲပြီးသွားပြီးတော်ပြီးမစားတော့ဘူးအဲကြောင့်အခုရိုက်တဲ့အချိန်မှာဥပေဥမပါတော့တာမဟုတ်လို့ဥပေဥတစ်လုံးထည့်ကြအောင်စားလိုက်အောင်မယ်နော်